ိုတနေ့ကဆောင်းမွေးပြီးလို့ဆက်ဆွဲသွားခြင်းနဲ့ပြောရနဲ့အင်္ဂါမောင်လေးက12တန်းတက်နေရပါတော့ဆိုသူအတင်းတန်းမရှိဆိုတာနဲ့ဆိုင်ကယ်နဲ့လိုက်ပို့ပေးရပါရောက်သွားတဲ့အချိန်ကနေ့လယ်2နာရီဆိုတော့နေကတော့ချစ်တောက်နေရပဲအဲမဲ့အပင်ရဲ့အောက်မှာထိုင်ရတဲ့ခါကျတော့အေးကြမ်းလေးရရှိရပါတော့အဲ့ဒါနဲ့အင်္ဂါယူလာတဲ့ဒီတမော်ဒီတောင်းပေါ့နော်တမော်ဒီတောင်းကိုအေးစစ်အပင်အောက်မှာထိုင်ပြီးတော့စားပါပေါ့နော်အဲ့လိုမျိုးလေးလုပ်ခဲ့တယ်အိမ်ကနေပြီးတော့တမော်ဒီထောင်စားချင်နေဆိုတာနဲ့ကိုတိုင်းတမော်ဒီကိုချစ်ပြီးတော့စားချင်တဲ့ပုံစံလေးကိုထောင်းပြီးတော့ယူခဲ့ရပေါ့နော်ဒီရောက်တဲ့ခါကျတော့သူရဲ့တမော်ဒီထောင်အစီလေးနဲ့တခါတည်းတမအောင်နေပြီးတော့လေကူလေးလုပ်စားလိုက်တာပေါ့နော်အဲဆိုဒါသူရဲ့ favorite အကြိုက်ပေါ့ကျမမောင်လေးရဲ့ favorite အကြိုက်ပါသူကတော့စားတာတော့ဒီနေ့ကနည်းလေးဆက်သွားတယ်ဆိုတော့သူကအဆက်သိမ့်မစားနိုင်ဘူးဆိုတော့နည်းနည်းလေးတော့ဆက်သွားတယ်ပေါ့နော်သူနဲ့အချိုရတောက်လို့ရအောင်အချိုရဘူးလည်းယူခဲ့ပြရပေါ့နော်အဲဆိုဒီနေ့လည်းနေခင်မှာဒီနေဘူးကျဲတဲကြီးမှာနှစ်ယောက်သားထိုင်ပြီးတော့အေးလေးတောက်လိုက်တမော်ဒီတောင်းလေးစားလိုက်ဒါပြသွားလို့ရှိရင်ကန်ချီမှာလိုက်ပတ်ကြည့်မှာပေါ့နော်အမှန်တော့ရေသွားကုတ်သွားတာတော့မဟုတ်ဒန်းလေးစိတ်ပန်းတည်ရှင်းရှင်းလို့ပေါ့နော်ဆိုတော့အဲ့ချိန်မှာအမအေးမဖောက်သေးဘဲနဲ့တော့ကောက်တောက်နေရပေါ့နော်အဲနဲ့တော့ကနေပြီးတော့ဖွင့်ပြီးတော့အားကြတော့တမော်ဒီတောင်းလေးစားလိုက်တစ်ဖက်ကနေပြီးတော့အေးလေးကိုတောက်လိုက်အရန်ဟိုမှာအဆင်ပြေပြီးတော့တာရချုံးမွေ့နေတာပေါ့နော်ဒီနားလေးမှာပေါက်နေတဲ့ပန်းလေးကိုလိုက်ခူးပြီးတော့ခဏနေကြလို့ရှိရင်တဲပေါ်မှာစားသွားရေးမှာပေါ့နော်ဆိုဘာလို့လဲဆိုတော့ဒီ Pinterest ပုံဒီမှာဆိုရင်သူဆဲရတဲ့တဲလေးတွေကအရန်ကိုလှတယ်ပေါ့နော်အဲဆိုတော့မောင်လေးကိုခေါ်ပြီးတော့တဲပေါ်မှာတော့ဆွဲဖို့အတွက်ပုံလေးကြီးခိနေတဲ့အချိန်ပေါ့နော်သူကတော့တငယ်ချင်းနဲ့စကားပြောလိုက်ပါလိုက်ရှုပ်နေရပေါ့ကိုကတော့ပန်းလေးခူးပြီးတော့ငါဘာပုံဆွဲရင်ကောင်းမလဲစဉ်းစားနေတဲ့အချိန်ပေါ့အဲ့လိုနဲ့အေးလေးတောက်လိုက်နှစ်ယောက်သား chill လုပ်ကြပြီးတော့အခုကတော့ကန်ချီကိုရောက်လာပြီပေါ့နော်ကန်ချီမှာထုံးလေးတစ်ချောင်းနဲ့ဘာဆွဲရင်ကောင်းမလဲစဉ်းစားနေတော့အမမှဆုံးဗီတာမင် C ဆိုတဲ့ VITA MIN ဗီတာမင် C ကိုရှိမှာပေါ့နော်ဆိုရိုက်တဲ့လူကလည်းသူ့ရဲ့ခြေထောက်ယူပေါအောင်ရိုက်ပါတယ်ရေးတဲ့လူကလည်းရေးပါတယ်အဲ့လိုနဲ့ဆက်ပြီးရေးသွားကြတာပေါ့နော်ဆိုဆက်ပြီးတော့စောက်ကြည့်လိုက်ပါအောင်အခုဆိုရင်တော့ဖြစ်ပါဗီတာမင်ကတော့ပြီးသွားပြီပေါ့နော်။SCAC ပြီးသွားလို့ရှိရင်ဗီတာမင် C လေးပြီးသွားတော့ခဏတော့ငါခူးခဲ့တဲ့ပန်းလေးတွေနဲ့အလှလေးစင်ဓာတ်ပုံရိုက်မယ်ပေါ့။စိတ်ကူးလေးကတော့အဲ့လိုရှိခဲ့ပေမဲ့တကယ်ပုံလေးရိုက်တဲ့ခါကျတော့ပန်းတွေကအရန်ဟိုမှာနေတဲ့ခါကျတော့အဆင်မပြေဘူးပေါ့နော်။အဲ့လိုနဲ့ကဲဟုတ်ပြီအစနောက်ပုံဆွဲကြမယ်ဆိုပြီးတော့သူက Pinterest ပုံလေးပြပြီးတော့နှစ်ယောက်သားဘုံပင်ပုံလေးဆွဲတာပေါ့နော်ဆိုသူလည်းဆွဲကိုလည်းဆွဲပေါ့သူပုံပူလာကိုပုံပူလာနှစ်ယောက်လုံးပြိုင်ကြပေါ့နော်ဆိုတော့ဆွဲတဲ့ပုံကတော့သူကတော့အရင်ကြီးဆွဲတာဝါသနာမပါဘူးဆိုတော့သူကလည်းသူရှောက်ချစ်နေရပါတော့ကိုကတော့လည်းအသေးအတန်ကင်းမှန်စွာနဲ့အုံးပင်လေးဆွဲပြီးတော့ပန်းလေးတွေကိုလိုက်ပြီးတော့အလှဆင်နေတာပေါ့နော်ဘာလို့လဲဆိုပုံလှလေးရိုက်ပြီးတော့တင်ချင်းလို့ပေါ့နော်နဲ့တိတိကျကျလေးလုပ်နေတာဆဲဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ပန်းလေးသွားကောက်လိုက်အဲ့လိုမျိုးပဲလုပ်နေတာပေါ့ဆိုကိုကဖုံးကြီးထောင်ထားပြီးလုပ်နေတာသူလည်းမသိဘူးပေါ့နော်သူကလည်းသူတယောက်တည်းရေးချင်ရေးပြီးလုပ်ချင်တာလုပ်နေကိုကလည်းဒီမှာကင်မရာကြီးကိုထောင်ပြီးတော့သူ့ကိုသူရိုက်နေတာလည်းသူမသိဘူးအဲ့လိုနဲ့နှစ်ယောက်သားပန်းလေးအလှဆင်ပြီးတော့နောက်ဆုံး result ကဘယ်လိုဖြစ်လာလဲဆိုတာပြပေးမယ်ခဏလေးကဲပြပေးမယ် wait ဟုတ်ပြီဒီမှာယူခဲ့တဲ့ခယူးခွန်လေးလည်းရှိရပါတော့အဲ့လိုနဲ့ဒီမှာအလှဆင်ထားတဲ့အုံးမင်လေးပေါ့ဒါအုံးမင်ဆိုပေမဲ့လည်းပင်လယ်မှာတွေ့ရတဲ့အုံးမင်ပေါ့နော်အဲ့ဒီမှာအဘွားနဲ့ခရမ်းလေးကိုလောက်တာဒါဒီဘက်ချန်ကတော့အသေးပုံတွေကသူလောက်တာပေါ့နော်အဲ့ဒီမှာဗီတာမင် C ဆိုတဲ့ဟာလေးလည်းရှိတာပေါ့အဲ့လိုနဲ့နှစ်ယောက်သားရေမစော့ပဲနဲ့တဲပေါ်မှာပဲစော့နေရပါတော့ဆိုအဲ့လိုနဲ့နောက်ပဲသွားရင်ကောင်းမလဲလို့သူနဲ့စဉ်းစားနေနဲ့နေ့လေဘက်ကလည်း3နာရီလောက်ဖြစ်လာပြီဆိုတော့ရေလေးနဲ့ခြေထောက်လေးနဲ့ထိလိုက်အောင်ပါပေါ့နော်အဲ့လိုနဲ့ရေထဲဆင်းပြီးတော့လက်လေးပါလေးဆေးခြေထောက်လေးပါလေးဆေးပြီးတော့ရေလေးကိုနည်းနည်းကစားခဲ့သေးရပေါ့နော်ဆိုရတဲ့သူကပုံနေတော့ရေကူးရတာတိတ်ပြီးတော့အစင်တော့မပြေဘူးလူကလည်းနဲတယ်ပေါ့နော်ဆိုနေအရန်ပုံနေတဲ့ဟာကြဘူးဒီမှာရေထဲကိုတော့သွားဆင်းပြီးတော့မစော့ဘူးအဲ့လိုနဲ့idea တခုရသွားတယ်ပေါ့နော်ဆိုခဏနေကြလို့ရှိလို့ရှိရင်ဒီကန်ချီဘက်ကိုဆိုင်ကယ်နဲ့ပတ်မှရင်ကောင်းမလားဆိုပြီးတော့စဉ်းစားရပါတော့နဲ့သူပြောလိုက်တယ်ကဲကန်ချီမှာဆိုင်ကယ်နဲ့ပတ်ပေါင်းကြဆိုရင်နိုင်ဝက်လောက်တော့ကြာသွားတာပေါ့နော်ဆိုတော့အဲ့ဒါပြီးတော့အိမ်ကိုစောစောပဲပြန်သွားတာပဲပေါ့နော်ရေမကူးဆိုတော့ဒါပါပဲ
ကန်းကြီးမှာဆိုင်ငယ်ပတ်မောင်းပြီးတော့နောက်ဆုံးတော့အိမ်ပြန်သွားရပေါ့နော်ဆိုဒါကတော့ဒီနေ့ကတော့ဒီလောက်ပါပဲ thank you everyone